စူမန်ဆိုတဲ့အမျိုးသမီးကပညာအများကြီးမတတ်ပေမဲ့အရန်ကိုလဲပါတယ်။ထန်လေးပင်ရွာမှာသူ့ရဲ့ရခမအိမ်ရှိပါတယ်။အခုတလောမှာတော့သူ့သားလေးပါရက်စ်နဲ့အတူတူသူ့အမေအိမ်မှာလာနေတာပါ။သားလေးပါရက်စ်ရေအမေကိုမပြေးခိုင်းတော့နဲ့မောနေပြီ။ကဲမစိုးတော့နဲ့ရောက်တလောက်စားလိုက်အောင်။သမီးလေးစူမန်ရေသမီးလေးအတင်းကျွေးနေသမျှသူကတော့ညင်းနေအောင်ပါပဲ။ကိုဟာကိုလည်းဂယူးဆိုင်လိုက်ပါအောင်။အခုကိုရင်ကလည်းရင်းမာနေပြီမဟုတ်လား။ဒီလိုပြေးလွှားနေတာမသိကြဘူးနော်။သူ့နောက်ကိုလိုက်မကြွေးဘူးဆိုလို့ရှင်တနေ့ကုန်ဘာမှမစားဘူးအမေရဲ့ခဏလေးနော်အမေသမီးဖုန်းလာနေရတဲ့တူတယ်ဟယ်လိုအမေအားလုံးအဆင်ပြေရဲ့လားဘာလို့ငိုနေရတာလဲဘာကားအစီးတန်းဖြစ်သွားတယ်ဘယ်ဆေးရောက်မှာလဲဟုတ်ကဲ့သမီးအခုပြန်လာနေပါပြီစူမန်ရဲ့ယောက်ျားနေတင်တယောက်အစီးတန်းဖြစ်သွားတာပါအဲ့လိုနဲ့စူမန်လည်းဆေးရုံကိုလိုက်သွားပါတယ်ချွေးမလေးရဲ့ဆရာဝန်ကပြောတယ်တားလေးရဲ့ခြေထောက်မှာဒဏ်ရာအတော်များတယ်တဲ့ဆရာကုသမှုတစ်ခုခုတော့လုပ်ပေးပါအောင်ဒီမှာအားလုံးပဲနောက်ထောင်ကြပါအခုတော့ဘာမှပြောလို့မရသေးဘူးသူ့ရဲ့ဒူးကောင်မှာတော်တော်လေးကိုတန်ရာပြင်းထန်ရထားလို့ပါအမေကျွန်တော်နဲ့မိနာခဏလောက်အိမ်ပြန်သွားလိုက်အောင်မယ်ခလေးရအိမ်မှာတယောက်တည်းဒီမှာကျမပြောတာနားထောင်ပါအောင်ရှင်ကြီးကတော့ဒုက္ခိတာဖြစ်သွားပြီသူတို့တမိသားစုလုံးကျမတို့ကအမြဲတမ်းရှာဖွေကျွေးမွေးနေရမှာလားပြီးတော့သူ့ရဲ့ခလေးနှစ်ယောက်ကလည်းရှိသေးတယ်ရှင်ကတော့ကြိုးစားအလုပ်လုပ်ရပြီးတော့သူကအေးအေးဆေးဆေးအိမ်မှာထိုင်စားနေမှာကြီးနေလိုက်ပါမိနာရသူတို့တွေအိမ်ကိုလာပါစေအောင်ကိစ္စတွေအားလုံးကိုရှင်းလင်းလုပ်ပေးမယ်။ငါ့ကိုအလောက်ထိယူနေတယ်လို့ထင်မနေနဲ့။ငါအားလုံးစဉ်းစားပြီးသွားပြီဘာလို့ရမယ်ဆိုတာ။စူမန်ကသူ့ယောက်ျားနဲ့သူ့ယောက်ခမကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။နောက်နေ့ရောက်တဲ့အချိန်မှာတော့အမေရေကျွန်တော်ကတော့နေတင်နောက်ထပ်အလုံးလုံးနိုင်တော့မယ်လို့မထင်ဘူး။ပြီးတော့လမ်းလဲရှောင်းနိုင်တော့မှာမဟုတ်ဘူး။ပြီးတော့ကျွန်တော်မှကလည်းမိသားစုကရှိသေးတယ်လေ။ကျွန်တော်မှလည်းကလေးတွေရှိသေးတယ်လေ။ကျွန်တော်ဘယ်အချိန်ထိသူ့ရဲ့မိသားစုကိုရောရှာဖွေကျွေးမွေးနေရမှာလဲ။ဒါလေးဆိုရင်ဘာကိုပြောချင်တာလဲ။ရှင်းလင်းပြောလိုက်ကျွန်တော်အခုစဉ်းစားထားတာကကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးတတခွဲနေတင်တယ်လို့ထင်တယ်ကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးကကိုပိုင်အိမ်အကြီးကြီးဒါမှမဟုတ်စိုင်းနေပါတွေကတော့ရှိတာမှမဟုတ်ကြအိမ်ကလည်းငှားပြီးနေတယ်စိုင်းကလည်းငှားပြီးဖွင့်ထားတာပဲကျွန်တော်ဘယ်အချိန်ထိအိမ်ငှားကားတွေကိုပေးရပြီးတော့အားလုံးစားဖို့တောက်ဖို့စီစဉ်ပေးနေအောင်ပါလေစူမန်နေနေဒီနေ့ကစပြီးနှစ်ယောက်ကြားနဲ့ကလေးတွေနဲ့အတူတူတခြားအိမ်မှာနေဖို့အတွက်စီစဉ်လိုက်ပါဒါလေးဆိုတဲ့ကြီးနေနည်းနည်းလေးမှမရှက်ဘူးလားနင်းညီလေးကိုဒုက္ခပေးနေတာလားသူ့ကိုဘဝကြီးကဒုက္ခိတပြအောင်လှုပ်လိုက်ပြီးနေရတော့အဖက်ကနေဘာမှမတတ်နိုင်အောင်လုပ်နေတာလားအမေရေအမေကိုတော့ဒီအိမ်မှာထားလိုက်မယ်လို့မတွေးလိုက်နဲ့အောင်ပြီးတော့အမေလည်းသိပါတယ်နေရဘာမို့လို့ဒီအိမ်ကနေငါ့အောင်မောင်းထုတ်มาလဲငါကိုယ်တိုင်ကခလေးတွေနဲ့အတူတူဒီကနေထွက်သွားလိုက်မယ်ဆိုရက်နေရအကိုကြီးဆိုတဲ့နာမည်နဲ့မကောင်းဆိုးဝါးတကောင်ပဲနောက်နေ့ရောက်တဲ့အချိန်မှာတော့စူမန်ကသူ့မိသားစုဝင်တွေခေါ်ပြီးတော့သူ့အမေအိမ်ကိုသွားလိုက်ပါတယ်သမီးလေးရဲ့စိတ်မပူနဲ့ဒီနေ့ကစပြီးအမေအိမ်မှာပဲအမေနဲ့အတူတူနေမဟုတ်ဘူးအမေပေါ်ကိုသမီးရဲ့ဝင်တော့ဝင်ပေါ်တွေမထည့်ချင်ပါဘူးအမေကအကိုနဲ့ရောင်မနဲ့အတူတူနေရတာလေအဲဒါကြောင့်သမီးအတွက်နဲ့ဒီအိမ်မှာပြဿနာတွေဖြစ်တာကိုမလိုချင်ပါဘူးဒီအနေအထားမှာပဲအိမ်တစ်လုံးလောက်ငှားလို့ရလို့ရှင်လုပ်ပေးပါအဲဒီမှာပဲသမီးတို့မိသားစုသွားနေလိုက်ပါမယ်အမေသမီးလေးရေဒုက္ခတွေအများကြီးကိုခံစားနေရပါလားဖះဖို့ယုံကြည်ထားပါအားလုံးအဆင်ပြေသွားလိမ့်မယ်စူမန်ကတလောက်ငွေ1200နဲ့အိမ်တစ်လုံးငှားနေလိုက်ပါတယ်အခုသူဒုက္ခရောက်နေတာကတော့သူ့မိသားစုကိုရှာဖွေကျွေးမွေးဆောင်ရှာဖို့အတွက်ပတ်စံဘဲကနေရမလဲဆိုတာပါအမေရေဗာရက်စ်ကကျမမိန်နဲ့အတူတူဖျားဘူးကိုလိုက်သွားတယ်အိမ်ကလုံးဝကို6ကတ်နေရပဲဟုတ်ပါချွေးမလေးရေမီးလေးသားရှင်အိမ်အိမ်လုံးသူ့အတန်ကြီးပဲအမေနေတင်မြရဲ့အဝတ်နှစ်ထည်စချုပ်စရာကိုပေးထားတယ်အဲ့ဒါတော့ယူလိုက်အောင်မယ်စူမန်ကလည်းဈေးကိုထွက်လာခဲ့ပါတယ်သူမလည်းအတွေးထဲမှာပဲနင်းမြုပ်နေခဲ့တာပေါ့ဘလို့လောက်ရမလဲငါပတ်စံရှာဖို့တခုခုကိုတော့စဉ်းစားမှဖြစ်တော့မယ်ငါဘယ်မှအလောက်လျှောက်လို့ရမှာလည်းမဟုတ်ဘူးတကယ်လို့ငါသားပညာတွေအများကြီးတက်လို့ရှိရင်ဟာဟင်းသီးဟင်းရွက်ဆိုင်နေတင်ကအရန်ကိုရုံးပရိသီကျော်စားကျင်နေတာအဲ့ဒီဆိုင်ကနေဝယ်သွားလိုက်ပါဦးမယ်ရုံးပရိသီဘလို့ရောင်းလဲခဏလေးနော်အာလူးချိန်ပေးပြီးလို့ရှင်ပေးမယ်ရှော့ပါအမေအာလူး2ကီလို40ကျပါတယ်အကိုချမ်းငွေအောက်မှာဘာကြီးလဲပြပါအောင်ဘာမှမထားပါဘူးစူမန်ကချင်းခွင်ကိုယူပြီးကြည့်လိုက်တဲ့အချိန်မှာတော့အရန်ကိုအံ့ဩပါပါတယ်။ချင်းခွင်ရဲ့အောက်မှာတန်လိုက်တစ်ခုကတ်ထားပါတယ်။အကိုအေးနည်းနည်းပါတော့ရှက်ပါအောင်။ရှင်းရလူတွေကိုဒုက္ခပေးနေတာပဲ။ဘာလို့ခိုးရတာလဲ။ချင်းခွင်အောက်မှာတန်လိုက်ထားပြီးခိုးနေရတော့မကောင်းပါဘူး။ကောင်းရောင်းကောင်းဝယ်မလောက်စားကြဘူးလား။ဘယ်အချိန်တည်းကလူတွေကိုအဲ့လိုမျိုးခိုးနေလဲမှမသိတာ။စူမန်ပြောနေရကိုကြားတဲ့အချိန်မှာတော့လူတွေဝိုင်းအောင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူတယောက်ရောက်ရှိလာခဲ့ပါတယ်။သူရောက်လာတာနဲ့အဲ့ဒီကအတီးရွက်ဆိုင်ပိုင်ရှင်အားလုံးကလည်းမင်္ဂလာပါလို့နှုတ်ဆက်လိုက်ကြတာပေါ့။ဘာဖြစ်တာလဲ။နေရဲ့ဆိုင်နာမှာဘာဖြစ်လို့လောက်တောင်စူညံနေရတာလဲ။ဒီဟင်းသီးဟင်းရွက်တွေကလူတွေရှေ့ကနေခိုးနေတာ။
သူ့ရဲ့ချိန်ခွင်အောက်မှာတန်လိုက်ကပ်ပြီးတော့အလေးခိုးနေရလေမင်းကတော်တော်တတိရှိနေပါလားငါရဲ့နေရာမှာလဲဆိုင်လာဖွင့်သေးတယ်လူတွေကိုဒုက္ခပေးနေရဟုတ်လားလူတွေစီကခိုးနေရငါအခုချက်ချင်းမင်းကိုဒီနေရာကနေဖယ်ခိုင်းလိုက်လို့ရတယ်နော်ကျွန်တော်ခွင့်လွှတ်ပါစကြန်စစ်တီဒီနေရာစပြီးအဲ့လိုမလုပ်တော့ပါဘူးကောင်းအောင်ကောင်းဝဲပဲလှုပ်ရှားပါတော့မယ်ကျွန်တော်မှကလေးအငယ်လေး၄ယောက်ရှိလို့ပါတကယ်လို့ကျွန်တော်သာပတ်စံမရှာနိုင်တော့ဘူးဆိုလို့ရှင်အားလုံးငတ်ပြီးသေးကုန်ကြလိမ့်မယ်ထားလိုက်ပါတော့အကိုရဲ့သူလည်းသူ့အမအောင်နားလည်နေပြီပဲကျမနားလဲပါတယ်မိသားစုကိုမကြွေးမမွေးနိုင်လို့ရှင်ဘလောက်တောင်မှခံစားရလဲဆိုတာကိုစကားပြောနေရင်လည်းစူမန်မေးရီတွေဝဲလာပြီးငိုချလိုက်ပါတယ်သူမအရန်ကိုစိတ်ပင်ပန်းနေတဲ့အတွက်ကြောင့်မို့လို့ဘိုက်ကလည်းနားလာပါတယ်ဘေးနားမှာလည်းလူတွေကအုံနေခဲ့တာပါကြည့်ရတာဒီမှနေမကောင်းမှုနဲ့တွေ့တယ်သူ့စိတ်အောင်ခေါ်သွားမှဖြစ်မယ်နဲ့တွေ့တယ်စူမန်ကအရန်ကိုစိတ်ပူပြီးပင်ပန်းနေတဲ့အတွက်ကြောင့်မို့လို့အရန်ကိုဘိုက်နာလာပါတယ်စကြန်ကလည်းလူတွေကိုအကူအညီတောင်းပြီးတော့စူမန်ကိုစိတ်အောင်ကိုခေါ်သွားပေးပါတယ်စူမန်ကလမ်းမှာပဲသူ့ရဲ့လိပ်စာကိုစကြန်ကိုပြပြလိုက်ပါတယ်စကြန်ကစူမန်ရဲ့ရခမကိုစိတ်အောင်ကိုခေါ်လိုက်ပါတယ်စူမန်တမီမိန်ကလေးတယောက်ကိုမွေးဖွားလိုက်ပါတယ်အဲ့ဒီချိန်မှာစကြန်စစ်ကတည်သွားခဲ့ပါတယ်စူမန်ရဲ့ယောက်ျားကဒုက္ခိတဖြစ်နေပြီးတော့သူတို့မိသားစုကလည်းအရန်ကိုဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့အကိုစကြန်ဒီနေ့အကိုကကျမကိုအကိုအရင်တယောက်လိုပဲကူညီပေးခဲ့တယ်ရှင်ရဲ့ကျေးဇူးတွေကိုကျမဘယ်တော့မှမမေ့ပါဘူးဒီလိုကူညီတာကျေးဇူးတရားတွေပါမလို့ပါဘူးမင်းကလည်းငါအတွက်ညီမအရင်တယောက်လိုပါပဲစူမန်လည်းအိမ်ကိုပြန်လာခဲ့ပါတယ်နောက်ထပ်ရက်နေငယ်လောက်ကြာတဲ့အချိန်မှာတော့စကြန်စစ်ကသူ့ရဲ့အိမ်ကိုလာပါတယ်ညီမလေးစူမန်ရေအလောက်ကြောင်ပြောနေရမလားအကိုစီမှာဟင်းသီးဟင်းရွက်ဆိုင်တွေအများကြီးပဲရှိတယ်ဒါပေမဲ့ထိန်းသိမ်းပေးမဲ့သူကတော့မရှိဘူးအဲဒါကြောင့်အကိုမှရှိတဲ့ဆိုင်တွေကိုကြီးစုထိန်းသိမ်းဆောက်ရှောက်ဖို့အတွက်ညီမလုပ်ပေးပါအကိုသိပါတယ်အဲ့ဒီလို့ကိုညီမကလွယ်ပြီးပဲသူမှကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးအမေယောက်ျားရေကြည့်ပါဦးဘုရားသခင်ကအကိုတယောက်လိုမျိုးစကြန်ကိုလှုပ်ပြီးတော့ကျမတို့ကိုဘလောက်တောင်ကူညီလိုက်လဲဆိုတာကိုစူမန်လည်းအရန်ကိုပျော်ရွှင်သွားပြီးတော့မျက်ရည်တောင်ကျမိပါတယ်အခုဆိုလို့ရှိရင်တော့စူမန်ကဈေးထဲကိုသွားပြီးတော့အတီးရွက်စင်းတွေကိုကောက်ပါတယ်ဆိုင်ပိုင်ရှင်အားလုံးကိုလည်းအဆင်ပြေလားဆိုင်ချင်နေဘလို့ရှိလဲဆိုတာကိုသွားမေးပါတယ်စကြန်ကလည်းစူမန်စူးစမ်းတာကိုကြည့်နေခဲ့ပါတယ်စူမန်ရောက်လာတာနဲ့စကြန်ရဲ့အလောက်ကလည်းတော်တော်လေးကိုအဆင်ပြေလာပါတယ်အခုဆိုရင်တော့အားလုံးကရိုးရိုးတသားပဲစူးစမ်းနေခဲ့ကြပါတယ်အတီးရွက်ရောင်တဲ့သူတွေအားလုံးကလည်းကောင်းကောင်းဝယ်ပဲလှူစားနေကြပါတယ်ချွေးမလေးရေချွေးမလေးကအရန်ကိုတော်တာပဲချွေးမလေးကိုချွေးမတော်ရတဲ့အတွက်ကြောင့်မို့လို့အမေအရန်ကိုဂုဏ်ယူတယ်ဒါလေးနေတင်ကလည်းတဖြည်းဖြည်းနဲ့ကောင်းလာနေပါပြီသမီးရဲ့ချစ်ချင်းမြတ်တာတွေနဲ့ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်သူလည်းအမြန်ဆုံးနေကောင်းတတ်တာလာလိမ့်မယ်စူမန်ကတော့ suggestion ဆိုတဲ့အကိုတယောက်ကိုရရှိသွားပါတယ်အဲဒီဒေါန်ဂရက်ကစူမန်ကတော့အတီးရွက်ဈေးတန်းကဆိုင်တွေအားလုံးကိုအုပ်ချုပ်ပါတယ်စူးစမ်းရင်နဲ့အတီးရွက်ဆိုင်အားလုံးကိုအုပ်ချုပ်သူအဖြစ်နဲ့တာဝန်တွေအားလုံးကိုထမ်းဆောင်ခဲ့ပါတယ်